အားလုံးပဲမင်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့အတူတူဖွင့်ထုတ်လေ့လာသွားမယ့်အကြောင်းအရာကတော့လူသားသမိုင်းတစ်လျှောက်မှာအတော်လေးကိုထူးဆန်းပြီးဆိုရွာလွန်တဲ့ဒီနေ့ထိချီတီးကြတဲ့အဖြစ်ရှာမရသေးတဲ့စစ်ပညာဆိုင်ရာပဟိလီကြီးတစ်ခုအကြောင်းပဲဖြစ်ပါတယ်ရုပ်ရှင်တွေထက်ကစိတ်ကူးရင်ဇလန်တပုတ်လို့ထင်စရာရှိပေမဲ့ဒါဟာ1918ခုနှစ်ကဥရောပတိုက်မှာအမှန်တကယ်ဖြစ်ပွားခဲ့တဲ့စတီထဆရာသမိုင်းဝင်ဖြစ်ပျက်ကြီးတစ်ခုပါကဲဒီအကြောင်းအရာနဲ့ပတ်သက်တဲ့အချက်အလက်အပြည့်အစုံကိုတစ်ခုမှကြံအသေးစိတ်လေ့လာကြည့်လိုက်ရအောင်ကဲဒီအကြောင်းကိုတခြားလေးစတင်ကြည့်လိုက်ကြစို့အချိန်က1918ခုနှစ်ဇူလိုင်လရဲ့ပူပြင်းတဲ့ຫນွေရာသီနေ့တနေ့စီကိုစိတ်ကူးနဲ့အတူတူတွားကြည့်လိုက်ကြရအောင်ပြင်းတဲ့နိုင်ငံ Strasbourg မြို့လေးရဲ့လမ်းမထပ်မှာ Frill Trophy လို့ခေါ်တဲ့အမျိုးသမီးတူရုတ်တရက်ဆိုလို့စတင်ကခုန်มาတော့တယ်ဒါပေမဲ့ပုံမှန်ပျော်ရွှင်လို့ခံနေတာလုံးဝမဟုတ်ဘူးနော်ပတ်ဝန်းကျင်မှာပဲတေးဂီတာတန်မှလည်းမရှိသလိုသူ့မျက်နှာပေါ်မှာလည်းပျော်ရွှင်တဲ့အရေးအယုံလုံးဝကိုမရှိပါဘူးအဲ့ဒီအစားသူ့မျက်နှာထားကအလုံးအမြင့်ကြောက်ရွံ့ထိတ်လန့်နေပြီးကိုယ်ခန္ဓာကိုကိုယ်တိုင်ပြန်လဲမထိန်ချုံနိုင်တော့တဲ့နာကျင်မှုတွေအထင်သာမြင်နေရပါတယ်ရက်ချင်လျက်နဲ့ရက်လို့မရတဲ့အချင်းကြီးစိုးကြီးလေးကိုသူရုတ်တရက်ကြာရောက်သွားခဲ့တာပါအပိုင်းတစ်1918ခခွန်ချင်းကယောဂစတင်ဖြစ်ပွားလာပုံဒီအကြောင်းမဖွယ်ရအဖြစ်ပြက်လေးဟာ Frill Trophy တယောက်တည်းမှရပ်တက်မသွားခဲ့ပါဘူးတူဒီဗာမျိုးသမီးရဲ့ဖြစ်ဖြစ်ခဏဒီမျိုးလုံးကိုချင်းချောက်လာတဲ့အကြီးအစားကယောဂအဖြစ်ကိုမြန်မြန်ဆန်ဆန်ပဲပြောင်းလဲသွားခဲ့ပါတယ်ဒီယောဂရဲ့ကူးဆက်ပြန့်ပွားမှုအရှိန်အဟုန်ဟာဘလောက်တောင်မြန်မြန်ဆန်ဆန်ပြန့်ပွားသွားတယ်လဲဆိုရင် Futurophia စတင်ခခုန်ပြီးတပတ်လောက်အကြာမှတင်အခြားလူ30လောက်ဟာသူနည်းတူလမ်းမတွေပေါ်ထွက်လာပြီးအတိလွတ်နေတယ်လို့ခခုန်လာကြပါတယ်ပိုပြီးဆိုးရွားတာကတော့တလားတီတီပြည့်သွားရဲ့အချိန်မှဆိုရင်အဲဒီလိုခခွန်နေသူအရေးအတွက်ဟာလူပေါင်း400ကျော်အထိကိုအံ့ဩစရာကောင်းလောက်အောင်မြင့်တက်သွားခဲ့ပါတယ်ဒီလူတွေအားလုံးကသူတို့ရဲ့စန္ဒအယောက်ကနေကြတာလုံးဝမဟုတ်ပဲမမြင်ရတဲ့စွမ်းအားတစ်ခုကခိုင်းစစ်နေတယ်လို့ကိုအဆက်မပြတ်ခခွန်နေကြတာပါအဖိုင်းနဲ့အနာပိုင်များဤဆိုရသောအမှာသို့မဟုတ်သိစင်နိုင်သောဝင်ရောက်ဆွတ်ဖက်မှုဒီလိုမျိုးထိမ့်မနိုင်သိမ့်မရဖြစ်လာတဲ့အခါမျိုးရဲ့အာနာပိုင်တွေနဲ့ဆရာဝန်တွေဟာအပြေရှာဖို့အပူတပြန်ကျူးစားလာကြပါတော့တယ်။ထိုခေတ်ကအာနာပိုင်တွေနဲ့ဆရာဝန်တွေဟာဒီထူးဆန်းတဲ့အပြုမှုကိုသွေးပူလို့နဲ့ယောဂဆိုပြီးမှားယွင်းစွာအမြည်တက်လိုက်ကြပါတယ်။သူတို့ရဲ့ဖြည့်ရှင်နည်းကလည်းတကယ်ကိုအံ့ဩစေတာပါပဲ။ဒီလိုတဲ့ခွန်ကျင်တွေတော့ကိုအားရတော့အောင်ပေးခတ်လိုက်ရင်သူကသူရက်သွားလိမ့်မယ်ဆိုတဲ့မှားယွင်းတဲ့ယုံကြည်ချက်နဲ့မြို့တော်ခမ်းမကနေတက်သားစင်မြင့်တီအခိုင်အမာဆောက်လုပ်ပေးခဲ့ပါတယ်။ဒါတင်မကသေးဘူးနော်။ကျွမ်းကျင်တဲ့တေးဂီတသမားတွေကိုပါငှားရမ်းပြီးတိခတ်ပေးစီခဲ့ပါတယ်။ကဲတင်းချင်းတဲ့စီရနာနဲ့လုတ်ခဲ့ကြပြင်မဲ့ဒီလုတ်ရဟာယောဂကိုပိုဆိုးအောင်မိထိုးပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။ဒီတော့ဒီမှာအရေးကြီးဆုံးမှတ်သားရမယ့်အချက်ကတော့သူတို့ရဲ့ဒီဝေရောက်ဆွတ်ဖက်မှုရက်လက်ဟာလုံဝကိုကတ်ဆိုးကြီးတစ်ခုဖက်သွားခဲ့တာပါပဲ။တိဂီတာတန်းတီကြောင့်လူတွေဟာအားရပြီးရက်တန့်သွားမယ့်အစားပိုပြီးပြင်းပြင်းထန်ထန်ကိုခက်ခုန်လာကြပါတယ်။အကျိုးဆက်အနေနဲ့နေ့စဉ်နဲ့အမျှလက်မတွေပေါ်မှာတင်တေဆုံးသွားသူအရေးအတွက်ဟာ10ခန်းကျော်အထိအများအများရှိလာခဲ့တာပါပဲအချင်းကြီးကတကယ်ငရေခန့်တစ်ခုလိုပါပဲဇူလိုင်လရဲ့ပြင်းထန်တဲ့နွေရာသီအပူရှင်အောက်မှာရပ်ပေါင်းများစွာမနာတမ်းခခုန်နေရတဲ့အတွက်ခန္ဓာကိုယ်တွေဟာအစွမ်းကုန်ပင်ပန်းနွမ်းနယ်လာကြပါတယ်အဲ့ဒီနောက်မှာတော့ရုတ်တရက်လေးဖြတ်တာတွေနှလုံးရက်သွားတာတွေစက်တိုက်ဖြစ်လာပါတယ်ပိုပြီးရင်နာစရာကောင်းတာကခြေထောက်တီဟာပွန်းပဲ့ပေါက်ပြဲပြီးသွေးတွေအများကြီးထွက်နေပေမဲ့သူတို့ရဲ့ခန္ဓာကိုယ်ဟာရက်တန့်ခွင့်မရပဲတေဆုံးသွားတဲ့အထိစက်တိုက်ခခွန်နေခဲ့ရတာပါအပိုင်း3ထူးဆန်းသော theory 3ခုနဲ့သိပ္ပံနေကြစူးစမ်းလေ့လာချက်ဒါဆိုရင်ဒီလောက်ဆိုးရွားတဲ့ application ကြီးကတကယ်တမ်းဘာကြောင့်ဖြစ်ရတာလဲဆိုတာကိုအခုကျွန်တော်တို့ဘယ်မှလိုက်ပဲဆက်လေ့လာကြည့်ကြပါမယ်ခေတ်သစ်သိပ္ပံပညာရှင်တွေနဲ့တမိုင်းသူတေသီတွေအဓိကထားရှောက်ဖွေတွေ့ရှိထားတဲ့ theory 3ခုရှိပါတယ်ပထမဆုံး theory ကတော့မိုးစိတ်တင်ချင်းလို့ခေါ်တဲ့ Gotism theory ပဲဖြစ်ပါတယ်ထိုခေတ်ကလူတွေနေစဉ်စားသုံးနေတဲ့ရိုင်းကြောင်တွေမှာ ergot လို့ခေါ်တဲ့မိုးတစ်မျိုးကတ်ငီးတက်ပါတယ်အဲ့ဒီမိုးကယနေ့ခေတ်က LSD လို့စိတ်ကြွဆေးတွေနဲ့အာနီးတဲ့အတော်လေးကိုဆင်တူပါတယ်အဲ့ဒီမိုးပါတဲ့ပေါင်မှုတွေကိုစားမိတဲ့အခါပြင်းထန်တဲ့စိတ်ရောင်ခြောက်ခြားမှုတွေဖြစ်ပေါ်စေပြီးကြက်သားတွေကိုအလွတ်လျောက်တုံနေလာစေနိုင်တယ်လို့ပညာရှင်အချို့ကယူဆခဲ့ကြပါတယ်ဒါပေမဲ့ဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့စန့်ကျင်ဘက်အငင်းပွားမှုလေးတစ်ခုရှိနေပါတယ်ergot မို့စိတ်တန်တာဟာကြွက်သားတွေကိုတုံကြီးစေတာမှန်ပေမဲ့ဒီအစိတ်ဟန်လူတစ်ယောက်ကိုရပ်ပေါင်းများစွာအဆက်မပြတ်မနာတဲ့ခတ်ခုံနိုင်လောက်တဲ့ကြီးမားတဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအင်မျိုးကိုတော့လုံးဝမပေးစွမ်းနိုင်ပါဘူးလို့အခြားပညာရှင်တွေကထောက်ပြထားပါတယ်။ဒါကြောင့်ဒီပထမအချက်ကအပြေဝမှန်ကန်တယ်လို့ကောက်ချက်ချလို့မရသေးပါဘူး။ဒုတိယ theory ကတော့ယနေ့ခေတ်ပညာရှင်များစုအလက်ခံနိုင်ဆုံးဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာကုသယောဂသို့မဟုတ်အဆူလိုက်အပြုံလိုက်စိတ်လွတ်သွားခြင်းဆိုတဲ့သဘောတရားပဲဖြစ်ပါတယ်။ဒါဟာလူအများစုပြင်းထန်လို့နဲ့စိတ်ပိုင်းဆိုင်ရာထိစီးမှုတွေကိုခံစားရတဲ့အခါ
အဲ့ဒီစိတ်ဖိစီးမှုတွေဟာရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေအဖြစ်အလို့အလျောက်ပြောင်းလဲဖော်ပြလာတဲ့အလုံးကိုအံ့ဩဖွယ်ကောင်းတဲ့စိတ်ပညာဆိုင်ရာဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ဒီစိတ်ဖြစ်စီမှုတွေကဖီကနေလာတယ်လေဘလို့ဒီစုပုံလာတယ်လေဆိုတာကိုလေ့လာကြည့်ကြရအောင်1988ခုနှစ်မတိုင်ခင်ကတည်းက stress ပတ်မျိုးသူမျိုးသားတွေဟာဆိုးရွားလွန်းတဲ့ငတ်မွန့်ခေါင်းပါမှုတွေ syphilis လို့ကူးစက်ရောဂါတွေနဲ့ကြောက်ရောဂါကဆိုးကြီးတွေကိုစစ်တိုက်ဆိုသလိုရင်ဆိုင်ခဲ့ရပါတယ်ဒီလိုပြင်းထန်လွန်းတဲ့တမိုင်းဝင်တရားတန်းချက်တွေတဖြည်းဖြည်းစုပုံလာတဲ့အခါလူတွေရဲ့စုပေါင်းစိတ်ခံစားမှုအခြေအနေဟာပောက်ခွဲထွက်လို့မတက်အမြင့်ဆုံးအမှတ်ကိုရောက်ရှိသွားပြီးဒီလိုအဆုလိုက်အပြုံလိုက်စိတ်လွတ်သွားတာမျိုးဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်တတိယ theory ကတော့ထိုခေတ်ကလူတွေကြားမှာအတော်လေးပြန့်နှံ့နေတဲ့ဘာသာရေးအယူသိမှုနဲ့ပတ်သက်နေပါတယ်အဲ့ဒီအချိန်ကလူတွေဟာစင်ပါ virus လို့ခေါ်တဲ့သူတော်စင်ကအဖြစ်ရှိသူတွေကိုမယမနာကခုန်စီပြီးပိတ်တန်ခတ်တတ်တယ်လို့အလွန်အမြင့်ယုံကြည်ကြောက်ရွံ့ခဲ့ကြပါတယ်ဖြစ်စီမှုများနေတဲ့လူတွေဟာဖျားသခင်ရဲ့အမြဲတိုးရှည်ခြင်းကိုခံရတော့မယ်ဆိုတဲ့အကြောက်တရားလွှမ်းမိုးမှုကြောင့်မိမိကိုယ်ကိုအလိုအလျောက်စိတ်သွင်းမိသွားတဲ့အခြေအနေမျိုးရောက်တာပြီးအတိလွတ်ကခုန်မိတာဖြစ်နိုင်တယ်လို့လည်းပညာရှင်တွေကဘက်မလိုက်ပဲရှင်းလင်းတင်ပြထားပါတယ်အပိုင်း၄အဖြေရှာမာရောသောပဟီလီနှင့်လူစီပစ္စည်းလွဲမှုဒီ theory တွေအားလုံးဟာဖြစ်နိုင်ခြေတွေရှိပေမဲ့ယနေ့အချိန်အထိတိကျတည်ချတဲ့အဖြေတစ်ခုတည်းကိုတော့ဘယ်သူမှမပေးနိုင်သေးပါဘူးဒီဖြစ်ဖြစ်ကြီးကကျွန်တော်တို့ရရှိလိုက်တဲ့အဓိကသင်ခန်းစာကတော့ရာစုနှစ်ပေါင်းများစွာကြာမြင့်လာပြီးခေတ်သစ်စေပီနာတွေဘယ်လောက်ပဲတိုးတက်လာပါစေထုံငါလ18ခုနှစ်ကကခွန်ချင်းကက်ယောဂါကြီးဟာအဖြေရှာမရတဲ့တမိုင်းရဲ့အထူးဆန်းဆုံးပဟေလီတစ်ခုဖြစ်ရှိနေစေဖြစ်တယ်ဆိုတာပါပဲဒါလူသားတွေရဲ့ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှုဟာဘယ်လောက်တောင်နည်းနည်းရှုထွေးပြီးတစ်ချိန်တည်းမှာပဲဘယ်လောက်တောင်ပျက်စီးလွယ်ဖောက်ပြန်လွယ်တယ်ဆိုတာကိုတမိုင်းကနေတဆင့်ပြက်ပြက်သားသားတတိပေးနေတဲ့အထောက်အထားတစ်ခုပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အားလုံးကိုတွေးတောစရာမေးခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်ခေတ်သစ်ကဘာကြီးမှာနေ့စဉ်နဲ့အများစိတ်ဖိစီးမှုတွေပြဿနာပေါင်းစုံကိုရင်ဆိုင်ဖျက်ဆီးနေရတဲ့လူသားတွေရဲ့စိတ်ဟာအလွန်အမြင့်ဖိအားပေးခံရတဲ့တနေ့မှာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကလိုမျိုးအဆုလိုက်အပြုံလိုက်စိတ်ပိုင်းဆိုင်ရာပြုတ်ကွဲမှုမျိုးကနေတကယ်ပဲအပြည့်အဝကင်းဝေးနိုင်ပြီလားဆိုတာပါပဲဒီမေးခွန်းလေးရဲ့အဖြေကိုစဉ်းစားရနေပဲဒီနေ့ရဲ့လေ့လာတင်ပြချက်ကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါလေအားလုံးပဲစိတ်ဝင်စားဖွယ်ဘ ഹു တုဒတွေရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်